对，阿拉，路奶奶想你了。好些啊，用啥哩那边的路哩？哪里些？些啦，说到这个开闹没成呢？开不了么包，过年奶奶找你了吧？哦好，把个你不要么来些？那个灯笼就是为配考的 program 的考虑比较，妈妈打钱的嘛，电年路哩。灯笼啊，那边买那边嘛，灯笼呢不得比较，这些路上的是咯，美国奶奶没见喽。好，也是哩些，没哩。比那么会主要没喏？我主要嘛不，过了老些了，美国呢已经偏偏了。好些啊。所以，พระมาต้องนี่เนี่ยกูติเจงอ่ะလေဒီအခုကျင်းပတဲ့တင်လုံးကျုပ်အစည်းအဝေးကဘယ်နှကြိမ်မြောက်လဲပြီးတော့ဘယ်ရက်တွေမှာကျင်းပမလဲဆိုတာတစ်ချက်ပြောပေးဦးနော်ဟုတ်ဆရာအခုကျမပြုလုပ်မဲ့တင်လောက်ကျအစည်းအဝေးက14ကြိမ်မြောက်လေပြီးတော့တင်လောက်ကျအစည်းအဝေးကိုမေလ29ရက်နေ့ကနေ30ရက်နေ့အထိ2ရက်တာပြုလုပ်ကျင်းပသွားမှာဆရာကျင်းပမဲ့အချိန်ကရောကျင်းပမဲ့အချိန်ကတော့နနက်9:00နာရီရနေပြီးတော့ညနေ4:00နာရီခွဲထိဆရာဟုတ်ပြီဆိုရင်တင်လုံးကျုပ်အစည်းအဝေးကိုဘယ်လိုပုံစံမျိုးနဲ့ကျင်းပသွားမလဲတင်လောက်ကျအစည်းအဝေးကို online ရော in person ရောပုံစံနှမျိုးနဲ့ကျင်းပပြုလုပ်သွားမှာဆရာဒါဆိုရင်တော့ဒီနေ့14ကြိမ်မြောက်တင်လုံးကျုပ်အစည်းအဝေးမှာလည်းလူကိုယ်တိုင်လာမတက်နိုင်တဲ့သူတွေအတွက် online ကနေလည်းတက်ခွင့်ရှိတာပေါ့နော်ဆိုရင်ထပ်သိကျင်တာကလေလူကိုယ်တိုင်တက်ရောက်မဲ့သူတွေအတွက်ကိုဘယ်နေရာမှာစီစဉ်ပေးထားလဲလူကိုယ်တိုင်တက်ရောက်ချင်တဲ့သူတွေအတွက်ကတော့မြန်မာနိုင်ငံခရစ်ယာန်မျက်မြင်များမိသားဟာရမခမမရဲ့ခမ်းမဆောင်မှာလာတက်ရမှာဆရာနောက်တစ်ခုကလူကိုယ်တိုင်လာရောက်တက်ရောက်မဲ့သူတွေကိုလမ်းစိတ်ပတ်ဖို့မဲ့အစီအစဉ်ရှိလားဒီတစ်ချိန်မှာတော့အဲ့လိုပတ်ဖို့ပေးမဲ့အစီအစဉ်တော့မရှိဘူးဆရာဒါပေမဲ့2ရက်တာတင်လို့ကျအစည်းအဝေးကိုလူကိုယ်တိုင်လာတက်ရောက်ကြမယ်အသင်းသူတင်သားတွေကိုတော့နေ့လည်စာနဲ့ကျွေးမွေးအခမ်းသွားမှာဆရာဆိုရင်တင်လုံးကျအစည်းအဝေးကိုတက်ရောက်ကြမဲ့သူတွေအတွက်ကောဘယ်လိုအကျိုးရလဒ်တွေရနိုင်မှာလဲအကျိုးရလဒ်တွေကတော့မတွေ့ရတာကြားဖြစ်တဲ့အသင်းသူအသင်းသားတွေအချင်းချင်းပြန်လည်တွေ့ဆုံနိုင်နေပြီးတော့မမသားရဲ့နာဂတ်လုပ်ငန်းစဉ်တွေအကြောင်းဆွေးနွေးတဲ့အခါဆိုရင်လေလူကိုယ်တိုင်ပါဝင်ဆွေးနွေးအကြံပေးလို့ရတယ်လေဆိုရင်ဒီအစည်းအဝေးကိုတက်ချင်တဲ့သူတွေအနေနဲ့ရောဘယ်လိုစီးရင်ပေးရမလဲတင်လို့ကျစီဝဲတက်ရောက်ဖို့စီးပေးမယ်ဆိုရင်မမသားရဲ့ရုံးဖုန်း392624338တို့ Viber တို့မဟုတ် Telegram ကနေအမည်ဖုန်းနံပါတ်လူကိုယ်တိုင်တက်ရောက်နိုင်ခြင်းရှိမရှိစားတဲ့အချက်3ချက်ကိုပေးပို့ချထားနိုင်ပါတယ်။ဟုတ်ကဲ့ပါသူကြီးအစီအစဉ်နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ပြောပြပေးရတဲ့အတွက်ကျေးဇူးပဲနော်။ဒီအစီအစဉ်ကိုနားဆင်နေကြတဲ့မမသားရဲ့အသင်းသူအသင်းသားများအနေနဲ့လည်း14ချိန်မြောက်တင်လုံးကျုပ်အစီအဝေးဖိတ်ကြားမှုအစီအစဉ်အသေးစိတ်ကိုသိရှိပြီးပြီဆိုတော့လူကိုယ်တိုင်ဖြစ်ဖြစ်ဒါမှမဟုတ်လည်း online အနေနဲ့ဖြစ်ဖြစ်ပါဝင်တက်ရောက်ကြဖို့ဖိတ်ခေါ်ရင်းကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုသုံးသပ်လိုက်ပါတယ်။နားဆင်သူများအားလုံးပါရသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။